ရွှေမန်းသူလေးပိန်လေးစစ်စီးလို့နင်ကတော့မြင်မြင်သူတဲမှာဆွဲလို့မှုတဲလေးထိန်လို့မရတော့ဘူးညီးမလဲနော်တနေ့လုံးတစ်တော့နဲ့တတော်တဲ့ကိုတော့နေတာပါအေးမပြီးနိုင်ဘူးအမေကလည်းဒါ trend လေးအခုလိုခစ်စားနေတဲ့တချင်းနေလဲဆိုမှအသေးပိုရမှာပေါ့အမလီဒီ trend လေးရောမာရက်ဒိုဟာမာရက် Say what? ရော့စီသွားတူဟမ်အမေတို့လည်းလေသမီးလေးချောချောလှလှလေးတတယောက်တည်းရှိအောင်ခိုင်းမယ်ဆိုတာကြီးပဲစီတန်းရတာလည်းကြောက်လိုက်တာဘိတ်တွေစားတာခေါင်းတွေတော့မူလာပြီမဖြစ်ပါဘူးလေဖုန်းဆက်ပြီးပြောဦးမှာပဲအေးပြောဘိုက်စားရဲဟဲ့အော်မနေနဲ့ငီးချောင်းတိလို့ကားနောက်ခန်းထဲမှာဒင်းဝမ်စနိုးကုကီထည့်ပေးထားတယ်ဟမ်ကုကီကြီးလားမစားချင်ပါဘူးအမေကလည်းအမေပေးတဲ့စီဘိုးနဲ့ပေါ့ပ5 star hotel မှာတခုခုစားခဲ့လိုက်မယ်လေအမလီငါရဲ့ဒင်းဝမ်စနိုးကုကီလေးကိုစားကြည့်လိုက်ပါဦးအစင်းမြက်ဆန်နဲ့ပြုတ်လုပ်ထားတာနော်ကျမ်းမာရေးနဲ့ညညွတ်ပြီးတော့လေအာဟာရလည်းရှိပါညီစားပြီးရင်စားခြင်းဖြစ်နေပါလိမ့်မယ်အေးဟဲ့ဒါငါအရင်ကစားနေကြဒင်းဝမ်စနိုးကုကီလေးပဲကျွတ်ရွယ်ပါလေးနဲ့စားလို့ကောင်းလိုက်တာတော်သေးတာပေါ့အချိန်မရွေးနေရမျိုးစားလို့ရတဲ့ဒင်းဝမ်စနိုးကုကီလေးပါလာလို့ဘိုင်လဲပြည့်ပြီဆိုတော့စီဆက်တိုးမှပါလေ